ကဲမျိုးတွေအားလုံးပဲမြင်ကြပါနော်လင်းအောင် channel မှာအားလုံးကိုပြန်နိုင်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာနော်ကဲမနေ့ကမျိုးတွေအားလုံးပဲကျွန်တော်မနေ့ကနေကုန်းအောင်ပါတယ်မနက်ကောညနေရောနော်ကီရောချိန်ရောမနေ့ကနေကုန်းအောင်တယ်နော်အကုန်လုံးအဆင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်ဟိုပေါက်တဲ့မျိုးတွေကလည်း comment ထဲမှာပေါက်တဲ့ဟာလေးတွေမှန်းခဲ့ပြီးတော့နော်အခုနေ့ဗီဒီယိုလေးက17ရက်နေ့မနက်ခင်းအတွက် key chain တစ်ခွက်ကောင်းပေးမဲ့ဗီဒီယိုလေးပါနော်ဝင်လာပြီဆိုတော့လက်မလေးနှိပ်မယ် share လေးရတဲ့မျိုးတွေအားလုံးပဲ share လေးလုပ်မယ် subscribe လေးနှိပ်ရသေးရင် subscribe လေးနှိပ်မယ်ဗျာနော်ဗီဒီယိုလေးကတော့ဘယ်လောက်မှအကြာကြီးမဟုတ်ဘူး3မိနစ်4မိနစ်5မိနစ်လောက်5မိနစ်လောက်တော့ရှိမယ်အဲ့လောက်ပဲကြာတာနော်ဗီဒီယိုလေးကရမ်းတူတယ်အဲကြောင့်မို့ဗီဒီယိုလေးကိုပြီးအောင်ကြည့်ပြီးတော့လက်မလေးတွေ share လေးတွေ subscribe လေးနှိပ်ပေးခဲ့နော်လောကမမေ့ပါနဲ့အဲ့ဒါလေးလုပ်ပြီးခဲ့ဒီမနက်ခင်း modern internet က9ခွန်နဲ့96နဲ့ model က9ခွန် internet က96ဆိုတော့ break ညီကိုနော် modern internet က break ညီကို2 break နဲ့1 break break ညီကိုလာရင် formula ရဆိုရင်တော့ formula ရဆိုရင်ညီကိုပြန်လာတတ်တယ်နော်ဒါမှမဟုတ်အပူးလာတတ်တယ်နော်ညီကိုလာတတ်တယ်အပူးလာတတ်တယ် break ညီကိုဆိုရင်နော်ညီကိုလာတတ်တယ်အပူးလာတတ်တယ်ညီကိုတို့အပူးတို့နော်ဒါလေးတတိထားမယ်ဒီမနက်ခင်းကအပူးကောင်းတယ်နော်အပူးကောင်းတယ်ဆိုတာလေဟိုအလဲကွင်းသက်မှုပေါ့အလဲကွင်းသက်မှုကဟိုအပူးမရှိတော့ဘူးနော်အပူးမရှိတော့အပူးကောင်းတယ်မနေ့ကကျွန်တော်ဘာလို့83ညဝိုင်းချင်းကင်လာလဲဆိုအလဲကွင်းသက်မှုဖြစ်နေလို့အလဲကွင်းသက်မှုဖြစ်ရင်8လုံးဆင်းတာများတယ်အဲကျွန်တော်မနေ့ညနေခင်းပဲ83ညအချိန်ကင်လိုက်တယ်မနက်ပိုင်းက83အချိန်ညနေခင်းမှာကျွန်တော်83ညအချိန်ဆက်ကင်တယ်နော်ညနေခင်းကျတော့86ဆိုကီးရဲ့အချိန်ရင်တွဲပြီးတော့အောင်သွားတယ်ပေါ့မနက်ခင်းကလည်းအတူတူပဲ83ချိန်2939ခွန်နဲ့ကတ်တာမှလည်း3ခွန်ပါတယ်ညနေခင်းမှာလည်း86ပါတယ်နော်နေ့ကနေကုန်ကီးချိန်အောင်ပါတယ်အကုန်လုံးအဆင်ပြေမယ်လို့ထင်တယ်နော်နေတိုက်ကမျိုးတွေရောအဖွဲ့ဝင်တွေရောကဲဟုတ်ကျွန်တော်ဒီမနက်17ရက်နေ့အတွက်ကီးချိန်တစ်ခွက်ကောင်းခေါ်မယ်အကုန်လုံး comment ထဲမှာ like မှန်ပြီးပါ share လို့ရတဲ့ကိုမိတဲ့မျိုးတွေရဲ့ comment ထဲမှာတစ်ခွက်ကောင်းလေးတွေအကုန်လုံး like မှန်ပြီးနော်ဒီတိုင်းဟိုကြည့်ပြီးတော့ထွက်မသွားနိုင်ဘူးเนาะလူဟောင်းလေးဆိုရင် comment ထဲမှာမှတ်ပြီးခဲ့ကဲ17ရက်နေ့မနက်ခင်းဝမ်းချင်းကဟိုဟာ139ဝမ်းချင်း139ပတိ17ရက်နေ့မနက်ခင်းဝမ်းချင်းက139ဝမ်းချင်း139ပတိအထီကြီးက3ခွန်86ကီအထီကြီးက3ခွန်86ကီ139နဲ့ကပ်မယ်3ခွန်86ကီ139နဲ့ကပ်ပါပြီးတော့1ပတ်တီးတဲ့ကတစ်ခွက်ကောင်း3ပတ်တီးတဲ့ကတစ်ခွက်ကောင်းပြောမယ်3ခွန်86ကီ1နဲ့ကပ်မယ်ဆိုရင်16 18 1ခွန်13 4ခွက်ရှိမယ်အဲ့ထဲမှာကျွန်တော်တစ်ခွက်ကောင်းက16တစ်ခွက်ကောင်းပါ1ပတ်တီး16တစ်ခွက်ကောင်းပါ1ပတ်တီ16တစ်ခွက်ကောင်းเนาะ1ပတ်တီက16တစ်ခွက်ကောင်းပါ1ပတ်တီက16တစ်ခွက်ကောင်းเนาะ1ပတ်တီက16တစ်ခွက်ကောင်း3ညနဲ့ကတ်မယ်ကီးနဲ့3ညနဲ့ကတ်ရင်36 38 39ခွန်33ဆိုပြီးရှိမယ်เนาะဒီထဲမှာဆိုရင်တစ်ခွက်ကောင်းနေနဲ့33တစ်ခွက်ကောင်းပါ3ပတ်တီ33တစ်ခွက်ကောင်းเนาะ386ကီးကတော့ဒီ12နာရီခန့်မှာပေါအောင်ထိုးเนาะအဲ့ဒါမပိုင်မထိုးနဲ့ဘာလို့လဲဆိုတော့လေးလုံးထွက်တာဆိုတော့ကျင်းတွေကိုတစ်လုံးပြန်ပါမှာเนาะပတိလေးလုံးမနက်ခင်းတနင်္လာနေ့မနက်မှာလေးလုံးထွက်ရင်ကျင်းတွေတစ်လုံးပြန်ပါတယ်เนาะအဲကြောင့်12နာရီခန့်မှာပေါအောင်ထိုးမပါဘူးဆိုရင်တော့မှအဲ့ဒါအပူးထွက်လို့တခြားပတိအစ်စ်ကိုအပူးထွက်လို့ဒါမျိုးဖြစ်ရင်ဖြစ်လိမ့်မယ်အဲ့ဒါမှသာလွဲရင်လွဲလိမ့်မယ်เนาะအပူးမထွက်ရင်တော့ကျင်းတွေတစ်လုံးပြန်တွဲပါအဲ့လေးလုံးပါအောင်ထိုး3.86ကီးပါအောင်ထိုးเนาะကလင်နာဖော်မြူလာကြားတစ်ခွက်ကောင်းက60ခွန်တစ်ခွက်ကောင်းပါကလင်နာကြားက6ခွန်ကလင်နာကြားက6ခွန်เนาะကလင်နာကြားတစ်ခွက်ကောင်းက60ခွန်တစ်ခွက်ကောင်းเนาะမယောလီ3ခွက်က16ရဲ့303ရဲ့6ခွန်ရဲ့เนาะ16ရဲ့303ရဲ့6ခွန်ရဲ့3ခွက်ပါเนาะ16 303 6ခွန်3ခွက်ရှိမယ်အပူကဒီမနက်ခင်းကဖော်မြူလာရတော့ဟိုလိုမျိုး break to break အပူဖော်မြူလာတော့မဟုတ်ဘူး break ညီကိုဖော်မြူလာဆိုတော့
ဟုတ်ပြီးတော့အလဲကွင်းသက်မူကလည်းမရှိတော့ဆိုအပူလေးနည်းနည်းပါးပါတော့ကာဆော့လို့ရတယ်ဆော့ကျင်တဲ့မျိုးတွေနော်အပူထဲမှာဆိုကျွန်တော်ဒီမနက်ခင်းကြိုက်တာ3ဘူးရှိမယ်ပြီးရင်4ဘူးရှိမယ်ပြီးရင်2ဘူးရှိမယ်နော်3ဘူး4ဘူး2ဘူး3ဘူးရယ်4ဘူးရယ်2ဘူးရယ်ပါအပူ3ခွက်3ဘူး4ဘူး2ဘူးပါနော်3ဘူး4ဘူး2ဘူးပါနော်3ဘူးရယ်4ဘူးရယ်2ဘူးရယ်ကဲမျိုးတွေအားလုံးပဲမနက်ခင်းမှာအကုန်လုံးထပ်ပြီးတော့ပေါက်ကြပါစေเนาะကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲကျွန်တော်ဗီဒီယိုလေးကြည့်ပေးရနဲ့လက်မလေးနှိပ်ခဲ့ဖို့မမေ့ပါနဲ့လူသစ်ကိုမတွေပါရင် subscribe လေးတွေခေါင်းလောင်းလေးနှိပ်ခဲ့ဖို့မမေ့ပါနဲ့เนาะအားလုံးပဲတက်တာပါ